အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ကိုရဒုတိယ channel ရမျိုးချင်းမိတ်ဆွေညီကိုမောင်များအားလုံးပဲနှွေးထွေးစွာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ကိုရဒုတိယ channel ရမျိုးချင်းမိတ်ဆွေညီကိုမောင်များအားလုံးပဲတူတယောက်မြဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေနေ့ရက်တိုင်းမှာလည်းမင်္ဂလာရှိကြပါစေတက်ရှူတိုင်းမှာလည်းငိုဝင်ကြပါစေလောကစီးပွားရေးလည်းတိုးတက်အောင်မြင်ကြပါစေပပမဆင်ပြကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ကျွန်တော်ရဲ့ live show video လေးကိုစတင်လိုက်ပါတယ်အားလုံးပဲမင်္ဂလာပေါင်းတဲ့ခေါင်းကြောင်းပြည့်စုံကြပါစေစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေကျွန်တော်ရဲ့ live show video လေးရမျိုးလည်းတည်င်းကောင်းစကားကောင်းများကိုလည်းကြားနိုင်ပါစေလို့ကျွန်တော်အဆုမွန်ကောင်းတောင်းလိုက်ပါတယ်ကျွန်တော်လည်းအခုမှစတွေ့ဘူးမြင်ဘူးတဲ့အကိုမရကျွန်တော်ရဲ့6မိနစ်တော့မရှိတဲ့ live show video လေးကိုလည်းဝင်ရောက်ကြည့်ရှုသွားပါအောင်လို့ကျွန်တော်မေတ္တာရက်ခံနေပါတယ်ကျွန်တော်လည်းနံပါတ်တိုင်း3မှတ်တိုင်းလေးစာကြည့်ရှုလို့ရအောင်လဲကျွန်တော်ရဲ့ channel လေးကိုလည်းမဖြစ်မနေ subscribe နှိပ်သွားစေချင်ပါတယ်ကျွန်တော်ရဲ့တော့အားလုံးပဲမင်္ဂလာရှိအောင်လို့မင်္ဂလာပါလို့လည်းမှန်းသွားပေးကြအောင်လက်မလေးလည်းထောင်သွားပေးကြအောင်မင်း okay လေးလည်းတယောက်ကြောင်းစီမှန်းသွားပေးကြပါအောင်ဗျာကျွန်တော်ကကိုတူတယောက်တည်းမြင်နေလို့လည်းစိတ်ဆန္ဒမှာပါပဲနဲ့နေ့စဉ်နဲ့အများဗီဒီယိုစေတနာတီးတန်းနဲ့တင်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လဲကျွန်တော်လည်းမျှဝေပေးစေချင်ပါတယ်ကိုယ့်ရဲ့တငယ်ချင်းတွေမိတ်ဆွေတွေပဲဖြစ်ဖြစ်အဲ့လိုလည်းမျှဝေပေးစေချင်ပါတယ်ကျွန်တော်ကလည်းတေလေးဖြစ်တဲ့ကြောင့်မို့အားပေးဝင်းရမှုတွေလည်းနည်းနေပါတယ်အဲ့ဒါကြောင့်မို့လဲများများလေးအားပေးဝင်းရပေးပါလို့လည်းကျွန်တော်မေတ္တာရက်ခံပါတယ်ကျွန်တော်ဘက်ကလည်းအကိုတို့မလို့တို့အကျိုးရှိနေမဲ့ဗီဒီယိုလေးကိုပဲနေ့စဉ်နဲ့များတင်ပေးသွားမှာဖြစ်ပါတယ်အဲကြောင့်မို့တော့လည်းအားပေးဝင်းရပေးကြပါမျှဝေပေးကြပါလို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဗမာ23ရက်3လပိုင်း2026ရက်နေ့အတွက်အဖွင့်ပွဲနေ့မှာအောင်မြင်အောင်လို့လည်းကျွန်တော်တကွက်ကောင်းနဲ့ကျွန်တော်ဝမ်းကြီးကိုကျွန်တော်စူးစမ်းပြီးတော့ရှာရတယ်အဲမှာကျွန်တော်ရဲ့ဗီဒီယိုလေးကဘေးလေးနည်းနည်းကုန်တယ်ဆိုပြီးတော့ကြော်သွားမျိုးရေးကြည့်ရမျိုးလည်းမလုပ်ပါနဲ့အဆုံးထိလိုက်ရောက်ကြည့်ရှုပေးပါကျွန်တော်တိုးရင်းလိုရင်းပဲပြောပါမယ်နော်ရဲ့ဗီဒီယိုလေးကကိုရိုမောက်တွေအကျိုးရှိမယ်ထင်ရင်ကျွန်တော်ပြောရဲအဓိကအချက်လေးကိုလည်းလုံသွားစေချင်ပါတယ်အဲဒါဆိုကျွန်တော်ဝမ်းချင်းနဲ့တကွက်ကောင်းကိုကြိုးစားပြီးရှာရတယ်ဝမ်းချင်းနဲ့တကွက်ကောင်းမှာကျွန်တော်ဝမ်းချင်းကိုအရင်ပြောမယ်ဝမ်းချင်းကိုပြောပြီးတကွက်ကောင်းကိုပြောပြမယ်ဝမ်းချင်းကိုမပြောရင်ဆောင်းနဲ့ပဲဖြစ်ဖြစ်လွယ်တကူမှတ်သားလို့ရမယ့်နေရာမှာမှတ်သားထားကြပါကျွန်တော်အဲဆိုကျွန်တော်ဝမ်းချင်းကိုရင်ပြောမယ်ဝမ်းချင်းကမရမှဆိုကျွန်တော်က9-3ဝမ်းချင်းပါနောက်တစ်ခါထပ်ပြောမယ်ဝမ်းချင်းက9-3ဝမ်းချင်းပါ9-3ဝမ်းချင်းမှာ9အောင်မှာကြိုက်တယ်မပတ်နိုင်ဘူးဆိုတဲ့အကိုရင်မအတွက်ကျွန်တော်9အတွက်ဈေးဖို့ပေးမယ်9အတွက်ဈေးဖို့က9-1-9-6-9-50ပါကျွန်တော်နောက်တစ်ခေါက်ထပ်ပြောမယ်ငါတို့ဈေးဖို့က9-1-9-6-9-50ပါအဲ့ဒါငါတို့ဈေးဖို့ပါတော့ဒီကိုမရငါ့ကို3မှာကြိုက်တယ်3မှာမပတ်နိုင်ဘူးဆိုတော့ကိုယ်မအတွက်လည်းကျွန်တော်3အတွက်ဈေးဖို့ပေးမယ်ဒီကြလိုက်မှတ်သားပေးပါ3အတွက်ဈေးဖို့က3-30-31-34ပါကျွန်တော်နောက်တစ်ခေါက်ထပ်ပြောမယ်3အတွက်ဈေးဖို့က3-30-31-34ပါအဲ့ဒါ3အတွက်ဈေးဖို့ပါအဲ့မှာမို့ကျွန်တော်ကိုယ်မရကီးနဲ့ဝမ်းကြီးလေးနဲ့မှအပီးပေါက်ပေါက်ရှင်တဲ့ကိုယ်မအတွက်ကျွန်တော်ကီးလဲထုတ်ထားပါတယ်ကျွန်တော်ကီးက9-8ကီးပါနောက်တော့ထပ်ပြောမယ်ကီးက9-8ကီးပါတော့ကီးနဲ့ပဲကီးရလဲဝမ်းကြီးနဲ့ပဲတွဲထိုးလို့ရတယ်ဝမ်းကြီးကလည်း9-3ဝမ်းကြီးကလည်းတဲမကြနိုင်ဘူးလို့လည်းမပြောလို့ကြားရင်လည်းကြားနိုင်တယ်မင်းကိုရိုမာတို့မှာတလုံးမနေပါတွေ့ခဲ့ရင်ကျွန်တော်ရဲ့ဝမ်းကြီးနဲ့ပဲဖြစ်ဖြစ်ကီးနဲ့ပဲဖြစ်ဖြစ်တွဲရည်ကစားလို့ရတယ်ကျွန်တော်ပေးတဲ့ကနန်းတွေကိုလည်းကြိုက်နေတတ်ရင်များများလေးထိုးထားနိုင်တယ်အပြင်ကျွန်တော်ရဲ့ကောင်လေးကိုလည်းစကွိုင်းရွက်တင်စကွိုင်းနေခဲ့ကြပါအောင်လက်မလေးလည်းထောင်ပေးခဲ့ကြပါအောင်မင်္ဂလာရှိအောင်မင်္ဂလာပါလို့လည်းမှန်းသွားပေးခဲ့ကြပါအောင်ဗျာโอเคလေးတယောက်ကြောင်းစီမှန်းသွားပေးခဲ့ကြပါအောင်ဗျာအဲဆိုကျွန်တော်တကွက်ကောင်းပြောပြမယ်တရားလိုင်းမှတ်သားပေးပါတကွက်ကောင်းက9အတွက်ဆို9-4ပါ
တကွာကောင်းက9အတွက်ဆို9လေးပါ3အတွက်ဆို36ပါ9လေးနဲ့36ပါတကွာကောင်းပါကြာရင်သူတော့များများလေးထိုးပါမနက်မှဖွင့်ပန်းလေးမှာအောင်မြင်ရင်ဆိုတော့ကျွန်တော်ဘေးရဲ့ကဏ္ဍလေးကိုပဲတေချာလေးလိုက်ထိုးထားပေးပါဆိုရင်တကွာကောင်းက9လေးနဲ့36ပါများများလေးသာထိုးပေးထားပါမနှဲစေပါနဲ့တော့ရဲ့အဲ့ဆိုရင်အားလုံးပဲမနက်ဖြန်အတွက်စင်ပြေကံကောင်းကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်မင်္ဂလာရှိသောနေ့ရက်လေးလည်းဖြစ်ပါစေအဖွင့်ပန်းနေ့မှာလည်းအဖွင့်လှပါစေအောင်မြင်မှုတွေနဲ့ပဲရရှိပါစေလို့ကျွန်တော်ဆုမွန်ဟောတောင်းပေးလိုက်ပါတယ်ကျွန်တော်ရဲ့ကောင်းလို့စကွိုင်းမျိုးတဲ့စကွိုင်းနေသွားသိကြပါတယ်လက်မလေးလည်းထောင်သွားပေးနေပါတယ်မင်္ဂလာရှိအောင်မင်္ဂလာပါလို့လည်းမှတ်သွားခဲ့ရပါအောင်ဗျာအဲဆိုတော့မနက်ဖြန်အတွက်အားလုံးပဲအစင်ပြေကံကောင်းကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲတက်တာပါ